ကျမတို့မူကြပါစားခင်ဗျာဒီနေ့ပြောပြပေးချင်တာကတော့တကိုက်ကယုံနဲ့ထိုင်းရောက်သွားတယ်လို့ခံစားရစေမယ်ထိုင်းစတိုင်တုံရရတာကြက်ကြော်နီးလေးဖြစ်ပါတယ်ရေဆေးသန့်စင်ထားတဲ့ကြက်သားတွေကိုအနည်းငယ်မွန်းနာပါမယ်စပလင်အနည်းငယ်လိုအပ်ပါတယ်စပလင်တွေကိုပပလီထားပါမယ်ပတဲကောချင်းရှောက်ရွက်တွေကိုလည်းနှစ်သက်တယ်လို့ထည့်လို့ရပါတယ်ပပလီထားတဲ့စပလင်တွေကိုကြီးညောင်းထောင်းပေးပါမယ်ကြက်သားရတာနှပ်ပါမယ်စပလင်ဆာတကြားကြက်သားမုံနဲ့ငယ်ထည့်ပါတယ်တုံရမ်းနှစ်ထုတ်ထည့်ပါမယ်ကျွန်တော်သုံးထားတာကတော့မဲ့ချင်းတစ်စိမ့်ထိုင်းစတိုင်တုံရမ်းနှစ်ထုတ်လေးဖြစ်ပါတယ်သမတော်နယ်ပေးပြီးအချိန်နဲ့ငယ်နှက်ထားပါမယ်ကြကြနှက်ထားလေးအရသာပိုဝင်လေးဖြစ်ပါတယ်မိနစ်20ခန်းနှက်ပြီးတဲ့အခါကြော်ဖို့ပြင်ဆင်ပါမယ်အရသာနှက်ထားတဲ့ကြက်သားတွေကိုကုံမုံကပ်ပါမယ်အိုးဘူပေအိုးဘူလာလင်းစီထဲကစီပူလာလင်းကြက်ပေါင်လေးတစ်ခုချင်းစီထည့်ကြော်ပါမယ်မဲကျင်တုံရမ်းနှစ်ထုတ်ကထိုင်းအရသာအတိုင်းထုတ်လုပ်ထားတဲ့ထိုင်းစတိုင်ချင်းစဲအရသာဖြစ်ပါတယ် FDA နဲ့ဟာလာရရှိပြီးဖြစ်တဲ့ကြောင့်လူမျိုးဘာသာမျိုးစားသုံးနိုင်ပါတယ်ကြက်ပေါင်ရဲ့အပေါ်ကျောလေးတွေကျွတ်ပြီးရွှေဝါရောင်တန်းလာပြီဆိုရင်တော့ပြန်လည်ဆယ်ယူထားပါမယ်ဆန်လုံမုတ်တစ်စုံမြုပ်သီးမုတ်တစ်စုံနဲ့တံမြာသီးထက်ကမှုေပေးပါမယ်ဒါဆိုရင်တော့ထိုင်းနိုင်ငံမှာလူကြိုက်များပြီးအရန်စားကောင်းတဲ့10ဘတ်တန်ထိုင်းစတိုင်တုံရရတာကြက်ကြော်လေးရရှိပြီဖြစ်ပါတယ်တခါတလေအိမ်မှာကြော်နေရပုံစံကနေတဆင့်မြင့်ပြီးခုလိုလေးကြော်စားကြည့်ဖို့လည်းအကြံပြုလိုက်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စောဝိုင်းစီပါ